ဒီနေ့တော့ခိုင်ဆိုကဒီမှာခိုင်ဆိုနောက်နဲ့မှဖတ်ထားတဲ့အကြောင်းအရာလေးနည်းနည်းထူးခြားတော့ပြောပြပေးမယ်အလှတရားအတွက်ရေခဲကနေပြီးတော့ပြုပြင်ပေးနိုင်တဲ့အမွေနီလန်းလေးတွေတဲ့အဲ့တော့ခိုင်ဆိုတို့သိကြတယ်ရေကအလှတရားအတွက်အကျိုးပြုရတော့မှန်တယ်ဒီခန္ဓာကိုယ်ထဲမှာရေတက်ပြေးဝနေမယ်ဆိုအသားရည်လည်းလှတယ်အဲ့တော့ရေဆိုတာကတော့ဘာကိုပြုပြင်ပေးရလဲဆိုတော့ခန္ဓာကိုယ်အတွင်းပိုင်းကဒီຢာတွေအားလုံးကိုပြုပြင်ပြီးတော့လှပအောင်ပြုပြင်ပေးတာရေခဲကကြတော့အပြင်ပိုင်းဒီအပေါ်ယံကအလှပအောင်ပြုပြင်ပေးတာအဲ့တော့အဲ့ဒီရေခဲရဲ့ပေါ့နော်ဒီပြုပြင်ရမယ်နီလန်းလေးတွေကိုပြောပြပေးပါမယ်ပထမဆုံးတစ်ခုကလူတွေအားလုံးသုံးနေကြတဲ့ဒီအောက်ခံ make up ပေါ့နော် make up မလိမ့်ခင်မှာအရင်ဆုံး base ခံပြီးတော့လိမ့်ကြတယ်အခုနောက်ပိုင်းပို့ပြီးတော့လိမ့်လာတယ်အဲ့လိုလိမ့်တဲ့အခါမှာပို့ပြီးတော့လည်းလှတယ်တာရှည်ခံတယ်ဆိုပြီးတော့ယုံကြည်ကြတယ်အဲ့တော့တော်တော်များများဒီ base ခံနဲ့ပေါ့နော် make up မျိုးလေးတွေဝယ်ပြီးတော့လိမ့်ကြတယ်ဒါပေမဲ့ဘာဖြစ်လဲဆိုတော့ဈေးကြီးတာပေါ့နော်နှစ်ခါကုန်တော့ပေါ့အောက်ခံ make up ကတစ်ထက်အပေါ်ကတစ်ထက် foundation မို့ကလည်းကုန်ပြန်ရောအဲ့တော့ဈေးကြီးတယ်အဲ့တော့ဒီလိုဈေးကြီးတဲ့ဟာကိုတက်တာဈေးဖို့အတွက်နီလန်းကောင်းလေးပေါ့ရေခဲတုံးကိုသုံးလို့ရတယ်ရေခဲတုံးလေးသုံးကြည့်အောင်တဲ့ဘယ်လိုသုံးအောင်လဲဆိုတော့ရေခဲတုံးဒီလိုပေါ့နော်ခွက်ကလေးရလာကုပါတုံးပုံစံရေခဲတုံးလေးအဲ့ဒီရေခဲတုံးလေးတွေကိုကိုယ့်ရဲ့မျက်နှာပေါ်မှာ make up မလိမ့်ခင်အောက်ခံ foundation ပေါ့နော်မလိမ့်ခင်မှာပုတ်လိမ့်ပြီးပါတဲ့အဲ့ဒီခါကျရင်ဘာဖြစ်သွားမလဲဆိုတော့အသားရည်လေးတွေကအေးပြီးတော့လန်းဆန်းသွားမယ်အဲ့လိုလုပ်ပေးတဲ့အခါမှာအဲ့လိုဒီလိုလုပ်ပြီးမှပေါ့နော်ပြန်ပြီးတော့ပြင်ဆင်ချဲထားလိုက်မယ်ဆိုရင်တဲ့ကိုယ့်ရဲ့မျက်နှာလေးက make up သားကလည်းတာရှည်ခံတယ်လို့ပြောတယ် base မလို့တော့ဘူးတဲ့ဒါပတ်စံကုန်သားတတာလေးနီလန်ကောင်းလေးတစ်ခုပေါ့နော်ရေခဲတုံးပဲလိုပါတယ်နောက်တစ်ခုကကြတော့အရေပြားတင်းတင်းလေးဖြစ်စေဖို့တဲ့အဲ့တော့ရေခဲကိုအသုံးပြုမယ်ဆိုလို့ရှိရင်တော့ဘာဖြစ်လဲဆိုတော့ဝက်ချန်တွေကိုလည်းတက်တာပျောက်ကင်းနေတဲ့သွေးနယ်ပတ်မှုကိုလည်းကောင်းတယ်လို့ပြောတယ်အဲ့တော့ဒီပေါ့နော်လက်တော့ပွားဒီဆက်ကူလေးနဲ့ပဲဖြစ်ဖြစ်ရေခဲတုံးလေးကိုထုတ်လိုက်မယ်ထုတ်ပြီးလို့ရှိရင်အဲ့ရမဝင်ခင်မှာအသားရည်တစ်လျှောက်ကိုသူကမိနစ်အနည်းငယ်လောက်ကြာအောင်ပုတ်ပြီးတော့အဲ့လိုပုတ်ပေးပါတဲ့ဒီလိုခဏခဏပုတ်ပေးနေရမယ်အဲ့ဒါမှကိုယ့်ရဲ့အရေပြားလေးကမနဲ့မိုးလေးလာတဲ့အခါမှာဘယ်လိုတွေ့ရမလဲဆိုတော့အသားရည်လေးတင်းရင်ပြီးတော့အေးမြပြီးတော့လန်းဆန်းပြီးတော့လှနေမှာတဲ့အဲ့တော့ make up တွေအားလုံးဖြတ်ပြီးသွားပြီဆိုရင်ဒီအစ်စ်လေးညာတိုင်းလုပ်ပေးမယ်ဆိုပိုကောင်းတာပေါ့နော်အသားရည်လေးလှတယ်နောက်တစ်ခုကကြာဘာပြောလဲဆိုတော့အဆက်ပြောက်တွေနှီးမြန်းမှုတွေရောကြစေဖို့တဲ့ဒါကိုပဲသုံးလို့ရတယ်လို့ပြောတယ်အဲ့တော့မျက်နှာပေါ်မှာအဆက်ပြောက်တွေရှိနေတဲ့နေရာကို treatment မခံယူမိမှာအရင်ဆုံးဒီရေခဲတုံးလေးနဲ့ပုတ်ပေးပါတဲ့ဝက်ချန်ကြောင့်အမာရွတ်တွေဖြစ်လွယ်တဲ့သူမျိုးပေါ့နော်သူတို့တွေအတွက်ဆိုဒီနည်းနဲ့အကောင်းဆုံးပဲလို့ပြောတယ်အဲ့တော့ကုသမှုတွေမခံယူရင်မှာဒီရေခဲတုံးလေးတွေနဲ့ပုတ်ပေးရမှာပေါ့အဓိကနောက်တစ်ခုကဝက်ချန်ညှစ်လိုက်လို့ရှိရင်နာကျင်တဲ့ဝေဒနာပေါ့နော်တခါကျဝက်ချန်ညှစ်တာထုံရွတ်နာနေအဲ့ဒါဘာလို့ရမလဲဆိုတော့အဲ့ချိန်ကျရင်တဲ့ဒီရေခဲတုံးလေးနဲ့ပဲ तू ကညခုံးတစ်လျှောက်ပေါ့အဲ့ဖြစ်နေတဲ့နေရာလေးတွေကိုပုတ်ပေးပါတဲ့အဲ့ဒီချိန်မှာနာကျင်မှုနည်းနည်းလေးတော့ခံစားရလိမ့်မယ်ဒါပေမဲ့မရက်ပါနဲ့အချိန်ချင်းခါခါဖြည်းဖြည်းလေးပုတ်ပေးပါတဲ့နာကျင်မှုတွေတဖြည်းဖြည်းလုံးဝအပြီးတိုင်ပျောက်သွားလိမ့်မယ်လို့ပြောတယ်ဒါကလည်းဝက်ချန်ညှစ်နားတဲ့သူတွေအတွက်ခါကျိုးတွေကတော့ဝက်ချန်ပေါင်တေးသေးပဲပေါက်တယ်တချို့တွေကအကြီးကြီးပေါက်တာနားပြီးတော့လေသူတို့တနေ့ကုန်လေနှာခေါင်းတွေမှာပေါက်တာလို့ဆိုမနေနိုင်မထိုင်နိုင်အရန်နာတာညှော်ရီမိပူဆိုးတယ်အဲ့တော့သူတို့တွေအတွက်တော့ရေခဲလုံးလေးလိုမယ်နော်နောက်တစ်ခုကနေပူလောင်ယောဂတက်တာတဲ့ဘာလို့ရမလဲဆိုတော့ तू ကရှားသောလက်ပတ်ကို तू ကအစီပုံစံလုပ်လိုက်ရမှာအထက်အနှစ်ကလေးတွေပေါ့အဲ့ဒါလေးတွေကို तू ကရှားသောလက်ပတ်ရဲ့အစီကိုတဲ့ तू ကရေနည်းနည်းနဲ့ရောဆက်ပြီးတော့ရေခဲတုံးလုပ်လိုက်ရမှာရေခဲတက်တာဒီခွက်လေးတွေမှာထည့်ပြီးတော့လုပ်လိုက်လုပ်ပြီးသားပြီဆိုလို့ရှိရင်ဒါရှားသောလက်ပတ်ရေခဲတုံးလေးတွေဖြစ်သွားပြီအဲ့ဒါလေးတွေနဲ့နေလောင်တဲ့အသားရည်ကိုထုံးစံတိုင်းပုတ်တိုက်ပေးရမယ်ပုတ်တိုက်ပေးမယ်ဆိုလို့ရှိရင်အပြည့်ထက်တဲ့အခါမှာနေလောင်တန်းကနေတက်တာပါလိမ့်မယ်ဒါလည်းကောင်းတယ်နော်နောက်ဆုံးတစ်ခုပဲကျန်တယ်နောက်ဆုံးနည်းလမ်းကဘာလဲဆိုတော့လိမ္မော်ရည်ကိုသုံးရမှာအဲ့တော့လိမ္မော်ရည်ဆိုလို့ဆိုင်ထဲဝယ်တဲ့လိမ္မော်ရည်မျိုးတော့မသုံးစေချင်ဘူးတဘာဝစစ်လိမ္မော်ဒီရတဲ့လိမ္မော်ရည်အဲ့ဒါကိုဘာလို့ရမလဲဆိုတော့ရေခဲတုံးဖြစ်အောင်ထုံးစံတိုင်းပဲခွက်ကလေးတွေမှာခဲပြီးတော့ထည့်ထားလိုက်ပါပြီးရင်မျက်နှာတစ်လျှောက်ကိုမိနစ်အနည်းငယ်လောက်ပုတ်တိုက်ပေးပါတဲ့မျက်နှာအသားရည်ကို तू ကထိမ့်သိမ့်မိတဲ့နီလန်းတစ်ခုလို့ပြောထားတယ်ကျန်းမာတန်ဆွမ်းပြီးမျက်နှာအသားရည်လေးတောက်ပပြီးတော့လှပလိမ့်မယ်တန်ရှင်းတဲ့ရည်နဲ့တော့ပြန်ဆေးချရမယ်လို့ပြောတယ်လိမ္မော်ရည်ဖြစ်နေတဲ့အတွက်ကြောင့်တစ်ခုတော့မကြိုက်လောက်ဘူးတဲ့ဘာလို့လဲဆိုတော့စိတ်ကဖြစ်နေနိုင်တယ်အဲ့ဒီခုတော့ရှိတယ်ဒါပေမဲ့တေချာပြန်ဆေးလိုက်ရင်တော့ကောင်းတော့မှာပါအဲ့တော့ဒါခုနပြောတဲ့ဟာလေးတွေကရေခဲနဲ့ပဲ तू ကဆက်နေအစိတ်ပိုင်းလေးတွေပေါ့နော်လှအောင်လုပ်လို့ရတယ်နီလန်းကောင်းလေးတွေရေခဲအဲ့လောက်အစွန်းထက်မယ်မသိခဲ့ဘူးဟုတ်တယ်ထင်တာကရေခဲနဲ့ပုတ်လိုက်မိပြီဆိုလို့ရှိရင်အသားကခြောက်သွားမယ်ပဲထင်နေရနော်ပူလောင်ဖြစ်မယ်ထင်တာနော်ပူလောင်ဖြစ်သွားမယ်ပြီးတော့ထုံကြီးနဲ့နာနေမယ်ပေါ့နော်အဲ့လိုပဲထင်တာတွေးရတဲ့တခြားစီပဲဆိုတော့ရေခဲကမျက်နှာပေါ်တင်လိုက်ပြီဆိုရင်မျက်နှာထုံသွားမယ်လို့လည်းဒါပေမဲ့သူကသွေးလှည့်ပတ်မှုတော့ပို့ပြီးတော့ကောင်းနေရဆိုတော့တော်တော်ကောင်းတာကောင်းတယ်နော်အကြိုက်ဆုံးကတော့ခိုင်ကျိုးကအဲ့ base makeup မလို့တော့အောက်ခံပေါ့နော်အဲ့ဒါမလို့ဆိုတော့တော်တော်ကောင်းတယ်ရေခဲုံနဲ့ပို့အောင်ပဲမဟုတ်ရင်ဒါတွေဝယ်ရတဲ့ခါမှာထပ်ပြီးတော့အကုန်ကြများတယ်မိကလေးနော်ကုန်ကြအများဆုံးပဲအမျိုးသားဆိုပြီးရပါမလို့ဟုတ်ပါကဲခုလှပရေးရိုင်းဆောင်ခဏနာအောင်မယ်နော်ထပ်ပြီးတော့ပြောပြပေးမယ်ထူးခြားတဲ့အကြောင်းအရာတွေကျန်ရှိနေပါသေးတယ်ခဏနေကြရင်ပြန်လာခဲ့ပါအောင်မယ်ရှင်